把一片片简易屋的墙板搬上货车，慈济启动为德达乌镇的耶德潘寺院援建简易宿舍计划，当地志工和村民都来帮忙。从天晴到下雨，再到停雨，大家都没有停下手中的工作。主持法师撑着伞在一旁陪伴着大家。ရှိတဲ့ကျောင်းဆောင်တွေကလည်းတန်ခါနေတဲ့ကျောင်းဆောင်တွေကလည်းပြူတာတစ်ထပ်ကျောင်းဆောင်နှစ်ဆောင်ပြူတယ်။ဦးဇင်းတို့တစ်ထပ်ကျောင်းဆောင်နှစ်ဆောင်ပြူတယ်လေးဆောင်ပြူတော့ကြီး။အဲ့တော့လေးဆောင်ပြူတဲ့ခါကျတော့ဦးဇင်းတို့ဒီမှာရှိနေတဲ့ကိုရင်တွေဦးဇင်းတွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့အားလျော်စွာစမ်းတော်ရည်နေရေးထိုင်ရေးအားလုံးကိုဦးဇင်းတာဝန်ယူထားတာ။တာဝန်ယူထားတဲ့ထဲမှာဦးဇင်းရဲ့ပကုံးပေါ်တာဝန်တွေကိုဆရာကြီးဖျားနေတဲ့တော့ချစ်ကြည်ပွဲရအားလုံးထမ်းဆောင်ပေးတဲ့အတွက်ကြောင့်ဦးဇင်းကုန်းပေါ်ကခုံးပေါ်ကတောင်းဝင်နေဦးဇင်းတို့လိုများများပို့ပြီးတော့ဦးဇင်းလည်းကိုယ်တိုင်လည်းချမ်းချမ်းသာသာငြင်းငြင်းချမ်းချမ်းဖြစ်တဲ့ခံစားမှုကိုဦးဇင်းကိုယ်တိုင်လည်းရပါတယ်地震后，僧侣们在临时搭建的帐篷里生活，环境欠佳，也影响学习。慈济协助援建临时住所，提供生活物资和粮食，再搭建简易宿舍，一步一步为法师们提供更好的居住环境。講到呢啲喎，得叻得一啲喎，手呢啊，成叻啲，開叻開嘅喎，然後冇話啲冇力嚟用嘅喎，係咪先？啊，成啲。ကျွန်တော်ဒီကောင်းနဲ့စစရထောက်တာလေးလည်းစနစ်ကြတယ်ပေါ့နေချင်းများပုံစံလေးလုပ်တော့လေးလည်းတော့ကြပါတယ်ဒီဘက်နေတော့တခါကြီးဟိုဒီဘက်ကဒီလေးပါလေးတိုက်တယ်နောက်ပဲတစ်ပင်ကြီးလေးနဲ့ဆိုတော့ဆင်းပြေးတယ်ပြီးတော့အပူကံပြားကြီးလည်းပါတယ်ဆိုဆင်းပြေးတယ်ဟုတ်အနေလေးကင်းနေပေါ့နော်ဆင်းပြေးသွားလိုက်ကြအောင်ဦးစင်းတို့ခုလိုမျိုးတန်ဃာတွေရောလိုမျိုးကုံကြည့်ရှုဆောင်မပေးတာလေကျေးဇူးတင်ပါတယ်တက်မကလည်းလုံနိုင်တက်နိုင်မှာနောက်တစ်ခါဆင်ပြေတယ်နောက်တစ်ခါကြီးကုံစစရကုညီပြီးတာနိုင်ငံဖြစ်ပါပြီဆိုရဲခဏတိုင်းလာတာဦးစင်းလည်းတည်ရနောက်တစ်ခါ2间简易宿舍顺利完成，僧侣们有了安稳的栖息地，住得放心，学习也安心，抓紧时间复习，静心准备考试。ဟုတ်ကြီးဦးဇင်းတို့ကျောင်းမှာတာမဏီကိုရင်ကြီးပဲကိုဦးဇင်းတို့က40ကျော်လောက်ရှိတာ။နော်ရဟန်းနေရောပါတယ်ရောဦးဇင်းတို့စုစုပေါင်းဆိုရင်ဦးဇင်းတို့တန်ခါ60ဝန်းကျင်လောက်ရှိတယ်ညီ။အဲ့တော့60ဝန်းကျင်လောက်ရှိတဲ့တန်ခါတွေသတင်းသုံးတဲ့အခါမှာစောစောငန်းကြီးခုပြောတဲ့2ဆောင်လောက်နဲ့တော့အဲ့လိုလုံလောက်တော့သိမရှိသေးတဲ့အတွက်အဲ့ဒါဦးဇင်းတို့ငန်းကြီးခုလက်ရှိ2ဆောင်ပြီးသွားပြီ။နောက်3ဆောင်ထပ်ဆောင်မယ်ပေါ့။တစ်ဆောင်ကိုအနည်းဆုံး10ပါးလောက်နေလို့ရတယ်။10ပါး9ပါးလောက်နေလို့ရတယ်။15လီ40ဆိုလို့ရှိရင်ကိုရင်ဒီတော့ကတော့ငင်းငင်းချမ်းချမ်းတကယ်ကိုနေထိုင်ပြီးတော့မှစံတင်ချင်းစံအန်ချင်းပို့ချခြင်းစရှိတဲ့လုပ်ငန်းတွေသာသနာတာဝန်တွေကိုငါညီတိတက်မှာကစွမ်းထမ်းဆောင်နိုင်မှာပေါ့ကြီး